တခါကပုံနာကြီးကနန်းတော်ရဲ့အခစားဝင်ရှင်ဘရင်နဲ့အလွန်တရာရင်းနှီးသူဖြစ်တာကြောင့်အတွင်းဆောင်တွေကိုရှင်ဘရင်နဲ့တွေ့ဖို့ဝင်သွားခဲ့တယ်။ရှင်ဘရင်နဲ့မတွေ့ပဲရှင်ဘရင်ရဲ့မိဖုရားဆက်တော်ခေါ်နေတာတွေ့လိုက်ရတယ်။လုံကြီးကရော့တော့နဲ့ဆိုတော့တက်မှတ်ဖွယ်အာယုံကိုမြင်တွေ့သွားတယ်။ပုံနာကြီးလည်းဆက်နေဖို့မသင့်တော်တာနဲ့ပြန်ထွက်သွားခဲ့တယ်။မိဖုရားကြီးကလည်းခြေတံကြားလို့လန့်နိုးလာပြီးတည်င်းပေါက်ကိုလှမ်းကြည့်လိုက်တော့ပုံနာကြီးရဲ့ကြောပြင်ကိုတွေ့လိုက်ရတယ်။အဝတ်စားကိုပြန်လေပြန်ဝေ့ရင်စိတ်ထဲမလုံမလဲဖြစ်ရင်မိဖုရားကြီးကြံနေခဲ့တယ်ပေါ့။နောက်ရက်တွေကျတော့ပုံနာကြီးကနန်းတော်ကိုမဝင်တော့ဘူး။ပုံနာကြီးနေမကောင်းလို့အခါစားမဝင်နိုင်ကြောင်းရှင်မရင်ကိုရှောက်တင်ကြောင်းလေးတည်င်းကြားလိုက်ရတော့မိဖုရားကြီးကစဉ်းစားတယ်။ဟိုတနေ့ကိစ္စနဲ့ပတ်သက်နေသလားပေါ့။ပုံနာကြီးကပညာတော်တယ်။အတွေ့အကြုံများတယ်။တိုင်းပြည်အတွက်အားကိုးရလို့ဘရင်ကြီးကလည်းအားထားနေရတယ်။ပုံနာကြီးကလည်းဟိုတနေ့ကမြင်ခဲ့ရတဲ့မိဖုရားရဲ့နေရောင်မခတဲ့ရှို့ဝတ်တော်အလှောင်မျက်စီတွေကမထွက်ဘူး။ခတ်တာကရှင်ဘရင်ရဲ့မိဖုရားရှင်ဘရင်ရောတတ်ပလင်ပေါ်တက်နိုင်မှအလိုဆန္ဒပြေဝမယ်အဖြစ်ရှင်နဲ့ဖြစ်တဲ့ဝေဒနာကိုစိတ်ခံစားရင်စားလို့လည်းမရအိတ်လို့လည်းမရကြံမရစီမရဖြစ်နေတော့နန်းတွင်အစီခံတယောက်ကမိဖုရားအလှဒေဝီကပုံနာစီကိုအခစားဝင်စီအမိတ်တော်ချွေလိုက်တဲ့။အိုးရှင်တွေတလက်လက်ဘဝမှာလေဟတ်တလူမြင်ခြင်းစိတ်သိခြင်းစိတ်ကမစားနိုင်မတောက်နိုင်နဲ့အိပ်ရတဲ့လဲနေတဲ့ပုံနာစေကောင်းစားလိုက်ရတယ်လို့ငေါက်ခနဲ့ထနန်းတော်ကိုကြွပြီပေါ့နန်းတော်လဲရောက်ရောမိဖုရားကြီးကအပြုံးလေးနဲ့ကြိုဆိုရင်ပုံနာကြီးနေမကောင်းဘူးဆိုလို့မေးလိုက်တော့တန်လာပါဗျာအိတ်လို့လည်းမပြောစားလို့လည်းမရရှင်ထဲမှာတန်းတနေတာကဘာလို့ညာလို့နဲ့ဘာကိုမှအလိုမကျဖြစ်နေပါရဲ့ဖေဟာလို့လူကြီးကျူနီးနဲ့စကားလန့်ခင်ကျူတန်လေးနဲ့ရှောက်တင်တာပေါ့လေမိဖုရားကြီးကလည်းအော်ပုံနာကြီးရေကျမကလည်းဒါကိုသိလို့ပုံနာကြီးအတွက်ဆေးကောင်း၃ခွက်ဖော်ဆက်ပေးထားပါတယ်အပြုံးလေးနဲ့ပြောလိုက်ရင်ရှေ့မှာတင်ထားတဲ့ဆေးခွက်ကိုလက်ကမ်းပေးလိုက်တော့ကိုရွှေပုံနာကြီးကဘာပြောကောင်းမလဲတကြိုက်ထဲမော့တောက်ပြစ်ချလိုက်တာဘာမှမမေးနေတော့ချစ်သူတိုက်တဲ့ဆေးလေးကောင်းမှကောင်းပေါ့မိဖုရားကနောက်တစ်ခွက်ကမ်းပေးလိုက်ပြန်တယ်ပုံနာကလည်းမော့ချပစ်လိုက်တာပဲဒီတစ်ခွက်ကြတော့ဆေးအရသာကိုနည်းနည်းခံစားမိသွားတယ်ဒုတိယတစ်ခွက်ကုန်သွားတော့မိဖုရားကြီးကတတိယမြောက်ဆေးခွက်ကိုကမ်းပေးပြန်တယ်ပုံနာကနည်းနည်းတွန့်လာပြီးဆေးခွက်ကိုတေချာကြည့်နေတယ်မိဖုရားကတောက်လိုက်ပါပုံနာကြီးရဲ့အားရှိသွားပြီးယောဂပျောက်တာပေါ့လို့ချိုလေးပြောလိုက်တော့မော့ချလိုက်ပြန်တယ်ဒီတခါတော့ပုံနာကြီးကမိဖုရားကိုတေချာပြန်ကြည့်နောက်စဉ်းစားနေဘာလဲပေါ့မိဖုရားကလည်းဒါကိုရိမ့်ပြီးတော့ပုံနာကြီးပထမခွက်ကဘာခွက်လဲလို့မေးလိုက်တော့ဈေးခွက်ပါဖုရားတဲ့ဘာအရသာရှိလဲဆိုတော့ဖန်တန်နဲ့ပါဖုရားတဲ့ဒုတိယခွက်ကဘာခွက်လဲပုံနာကြီးဆိုတော့ငွေခွက်ပါဖုရားတဲ့ဘာအရသာရှိလဲဆိုတော့ဖန်တန်နဲ့ပါဖုရားတဲ့တတိယတစ်ခွက်ကကောဘာခွက်လဲပုံနာကြီးဆိုတော့ရွှေခွက်ပါဖုရားတဲ့ဘာအရသာရှိတယ်လဲဆိုတော့ဖန်တန်မှာပဲဖုရားတဲ့ပုံနာကြီးကမိဖုရားရဲ့အမေးကိုဖြေနေရင်းနဲ့စဉ်းစားမိလာတယ်။အော်အပေါ်ယံခွက်ကသာပြောင်းမိမဲ့အထဲကအရသာကမပြောင်းဘူးဆိုတာမိဖုရားကပြောချင်နေတာပဲ။ဘာကြောင့်ပြောချင်တာလဲလို့ထပ်စဉ်းစားတော့မိဖုရားကိုဆွဲလန်းနှစ်သက်မိတဲ့အတွက်ကြောင့်ပဲမိဖုရားအဆောင်ရောင်တွေနဲ့ဆိုတော့ရွှေခွက်နဲ့တူတယ်အိမ်ကပုံနှမကပုံနာအဆောင်ရောင်နဲ့ဆိုတော့ငွေခွက်နဲ့တူတယ်အရသာကတော့ဖန်တန်ကြီးပါပဲပေါ့
ဒါကိုမိဖုရားကပြောချင်တာပဲဆိုပြီးသဘောပေါက်သွားတယ်မှန်လားပါသဘောပေါက်ပါပြီမိဖုရားကြီးမိဖုရားကြီးကပညာရှိပါပြီလေလို့ချီးမွမ်းလိုက်တယ်မိဖုရားကြီးကလည်းပုံနာကြီးကလည်းပညာရှိပါပြီလေလို့ပြန်ပြောလိုက်တယ်ဒီမှာတော့ပုံနာကြီးလည်းစိတ်ယောဂါတွေပျောက်ပြီးပုံမှန်အတိုင်းပဲစားနိုင်အိမ်နိုင်အလုတ်လုတ်သွားနိုင်မှာတော့တယ်ဒီလိုနားလည်မယ်ဆိုရင်တော့အိမ်တောင်ဘက်အပေါ်သစ္စာဖောက်เสียမလိုတော့ဘူးပေါ့အားလုံးကဖန်တန်တန်ပဲလေ